အင်္ဂလန်လူရေးစဉ်အသင်းနည်းပြ Thomas Tuchel ကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာ Declan Rice ကအင်္ဂလန်အသင်းရဲ့ဒုတိယအသင်းကောင်းဆောင်ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။အင်္ဂလန်အသင်းရဲ့အသင်းကောင်းဆောင်ကဘိုင်ယန်မြူနစ်တိုက်စစ်မှု Harry Kane ဖြစ်ပြီး Harry Kane မကစားနိုင်ချိန်မှာ Declan Rice ကအသင်းကောင်းဆောင်အဖြစ်တာဝန်ယူရမှာဖြစ်တယ်လို့သိရပါတယ်။ Tuchel ကနယူးဇီလန်နဲ့ရှင်ပြိုင်ခဲ့တဲ့ခြေစမ်းပွဲဒုတိယပိုင်းမှာရီရဲ့ကွင်းလယ်ကစားသမား Bellingham ကိုအသင်းကောင်းဆောင်အဖြစ်တာဝန်ပေးခဲ့ပေမဲ့လာမယ့်ကမ္ဘာဖလားမှာတော့ Declan Rice ကိုသာဒုတိယအသင်းကောင်းဆောင်အဖြစ်တာဝန်ပေးမယ်လို့အတည်ပြုခဲ့တာပါ။ Declan Rice ကအင်္ဂလန်လူရေးစဉ်အသင်းကောင်းဆောင်အဖြစ်နှစ်ပွဲကစားခဲ့ပူပြီးအော်တိုဘာလက Wales နဲ့ရှင်ပြိုင်တဲ့ပွဲမှာတာဝန်ယူခဲ့ပူကြောင်းသိရပါတယ်။အင်္ဂလန်လူရေးစဉ်အသင်းကိုတူဟယ်ကင်တွယ်ခဲ့တဲ့ကာလအတွင်းဂူရီနဲ့ဟန်ဒါဆန်တို့လည်းအသင်းကောင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ပူပေမဲ့2026ကမ္ဘာဖလားအတွက်ဒုတိယအသင်းကောင်းဆောင်အဖြစ် Declan Rice ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Declan Rice ကအာဆင်နယ်အသင်းပရီးမီးယားလိချန်ပီယံဆုရရှိရမှာဦးဆောင်ကစားသမားတဦးအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပြီးအာဆင်နယ်အသင်းကောင်းဆောင်ဖြစ်လာဖို့ရေပန်းစားနေသူလည်းဖြစ်ပါတယ်။